အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ IT organization အများစုကြုံတွေ့နေရတဲ့ fragmented IT operation ကို Model Data Service အောက်က Unified Platform တစ်ခုအဖြစ်ဘယ်လိုဖြည့်ရှင်းပေးသွားမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင် Organization အများစုမှာ Service Desk, Access Management, Endpoint Management နဲ့ Patch Management အတွက် tool မျိုးမျိုးကိုတိကျအသုံးပြုနေကြပါတယ်။ဥပမာ incident တစ်ခုဖြစ်လာပြီဆိုပါစို့ IT team က ticket ကိုတနေရာမှာကြည့်ရတယ်။ Access information ကိုတခြား system မှာရှာရတယ်။ Device data နဲ့ patch edit တွေကိုနောက်ထပ် tool တွေမှာထပ်ပြီးတော့စစ်ရတယ်။ဒီလို tool အမျိုးမျိုးအသုံးပြုနေတာကြောင့် troubleshooting အချိန်ကိုပိုကြာလာပြီးတော့ visibility လည်းနည်းလာသလို manual work တွေလည်းများလာနိုင်ပါတယ်။ Model Data Service အောက်ကိုအသုံးပြုလိုက်တဲ့အခါမှာ Incident, Request, Global နဲ့ Change Management တွေကို Centralized Service Desk တစ်ခုတည်းကနေစီမံနိုင်လာပါတယ်။ Access Management နဲ့ CMDB က IT Access တွေရဲ့ relationship ကိုမြင်နိုင်စေပြီးတော့ Endpoint Management နဲ့ Patch Management က Device Data နဲ့ Missing Patch တွေကိုတနေရာထဲမှာစီမံပေးနိုင်ပါတယ်။ဒါအပြင် AI နဲ့ automation ကိုအသုံးပြုပြီးတော့ ticket classification နဲ့ workflow execution တွေကိုအလိုအလျောက်လုပ်ဆောင်နိုင်တာကြောင့် IT team ရဲ့ manual work ကို short ချပေးနိုင်ပါတယ်။ Model Data Service ကိုအသုံးပြုခင်နဲ့အသုံးပြုပြီးတဲ့နောက်မှာဘာတွေပြောင်းလဲသွားရဲဆိုတာခြုံပြီးတော့ပြောရမယ်ဆိုရင်ပထမတစ်ချက်ကတော့ Service ကိုမသုံးခင်မှာဆိုရင် IT team တွေကသူတွေကို manage လုပ်ရတယ်။ Service ကိုသုံးပြီးတဲ့အချိန်မှာဆိုရင်သူတွေက IT team တွေကိုကူညီပြီးတော့မှ automation နဲ့ service delivery ကိုပိုကောင်းအောင်လုပ်ပေးပါတယ်။ဒုတိယတစ်ချက်ကတော့ Service ကိုမသုံးခင်မှာဆိုလို့ရှိရင် visibility ကိုကွဲပြားတယ်။သုံးပြီးတဲ့အချိန်မှာဆိုရင် single source of visibility ကိုရရတယ်။တတိယတစ်ချက်ကတော့ Service ကိုမသုံးခင်မှာဆိုရင် manual process တွေအများများတယ်။သုံးပြီးတဲ့အချိန်မှာဆိုရင်AI assistant automation နဲ့ efficiency တွေပိုကောင်းလာပါတယ်။နောက်ဆုံးတစ်ချက်ကတော့ service ကိုမသုံးခင်မှာဆိုရင် troubleshooting လုပ်ရအချိန်ပိုပြီးတော့ကြာတယ်အချိန်ယူရတယ်။သုံးပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ dependency mapping ကိုသိနိုင်ပြီးတော့ root cause analysis ကိုပုံမြန်မြန်လုပ်နိုင်ပါတယ်။အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် modern IT environment မှာ challenge ကကြိုးပုံများတာမဟုတ်ပါဘူး။ visibility မရှိတာ data science ဖြစ်တာနဲ့ manual process တွေပိုများလာကြပဲဖြစ်ပါတယ်။ Model Data Service အောက်ကတော့ ITSM, Access Management, Patch Management, CMDB, Endpoint Management တို့ကို platform တစ်ခုထဲမှာပေါင်းစည်းပေးထားတဲ့ AI Power Unified IT Operation Platform တစ်ခုပဲဖြစ်ပါတယ်။လူကြီးမျိုးရဲ့ organization မှာ IT system ကိုပုံမတည်နေပြီးမြန်ဆန်ထိရောက်တဲ့ IT operation တစ်ခုအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ Model Data Solution ကအသင့်တော်ဆုံးဖြစ်မှာပါ။ Now first ညမှာကလူကြီးမျိုးရဲ့ IT infrastructure ကိုပုံပြီးချုံးဖို့ပြီးမြန်ဆန်ထိရောက်စွာလည်းပဲနိုင်အောင်လို့အပြည့်အဝ support ပေးဖို့အသင့်ရှိနေပါတယ်။အသင့်စိတ်ရှိလိုပါကဖုန်းနံပါတ် 0942310502 ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.nm ကိုပဲ email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးမင်္ဂလာရှိတော်နေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ First Myanmar, your solutions partner.